္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်ကဆရာသိန်းထွေမြင့်ရဲ့ဝတ္ထုတို့ဘောင်းကျုံဆိုတဲ့စာအုပ်ထဲကဝတ္ထုလေးတစ်ပုဒ်ကိုဖတ်ပြပေးတော့မှာဖြစ်ပါတယ်ဝတ္ထုလေးရဲ့အမည်က928တဲ့အခုပဲနားဆင်ကြည့်အောင်ခင်ဗျာ928ပါမြင့်သည်ဖျောင်းနိုင်မိတွင်ပက်လက်အိတ်လျက်စာတစ်စောင်ကိုဖတ်နေလေ၏ထူစာသည်စိတ်ကိုတင်းကျုံဆွဲငင်ထားဟန်တူ၏နာနာ၌တဝီဝီပြန်နေသောချင်းကိုကာကွယ်ရန်မေ့လျော့နေ၏ငါဖေကမင်းကိုမယုံမှုကွာမင်းဟာလည်းလက်စွပ်ကိုခိုးထားတဲ့ထင်းနေတာဥသောစကားစုသည်အစကြာနှင့်တူပေ၏ထိုအစကြာသည်ဘာမြင့်၏အသေးနှလုံးကိုထိုးစွာနေတော်သည်ဘာမြင့်၏မြန်မျက်စိသည်တက္ကသိုလ်ကျောင်းသို့ပြန်လည်ရေးသွားလေသည်မိမိသည်တင်သိမ်း၏လက်ပင်ကိုဖက်လျက်ကျောင်းဆောင်ရှိ၌ထူထပ်သောမှန်တိုက်ထဲသို့တဖြည်းဖြည်းလျှောက်သွား၏ထိုကျောင်းဆောင်ပေါ်မှမျှော်ကြည့်သူများသည်ရှာအင်ကြီးပြူဖြူနှစ်ထဲသွားနေသည်ကိုသာမြင်ရလေသည်မိမိကတင်သိမ်း၏မင်းနဲ့ငါနဲ့ပေါင်းသင်းဆက်ဆံလာကြတာဘယ်နှစ်ရှိပြီလဲတင်သိမ်းသည်ခါတိုင်းလူပင်အေးအေးလူလူဖြစ်၏9နှစ်ကျော်ရောပေါ့ကွာမိမိကငါဟာဘယ်တော့မှလိမ်လဲကောက်ချက်ခြင်းမရှိဘူးနော်တင်သိမ်းသည်မိမိ၏ဖက်ထားသောလက်ကိုဆွဲပြီးဟေးကောင်မင်းဘာတွေပြောနေရလဲကွာမင်းဘယ်တော့မှလိမ်လဲဘူးတယ်လို့ငါပြောမိလို့လဲမိမိကအော်မေးစရာရှိလို့ပေါ့ကွာမင်းငါပြောတဲ့စကားယုံနေမလားငါ့ကိုယုံနေမလားတင်သိန်းကအောင်မလွားနေလိုက်တာငါကမင်းကိုဘယ်တော့မှဆိုယုံတပြားမိမိ၏လေးနေသောရင်သည်ပေါ့သွားသဖြင့်ခုန်စားပြုတ်လေ၏ဟေးတနေ့ကမင်းအပေါင်ခိုင်းတဲ့စိန်လက်စွပ်ကလေးပျောက်သွားပြီတင်သိန်းသည်အေးမြဲအေးသောလေဖြင့်ဟုတ်လားမိမိကတင်သိန်းကိုပို၍ကြက်တဲစွာဖက်လျက်ပျောက်တာဒီလိုကွာမင်းလက်စွပ်ကိုငါလူတရားကိုသွားပြီးအပေါင်ခိုင်းရောကွာရတဲ့ငွေမင်းငါအကုန်ပေးတယ်မင်းကတဝက်ယူထားပါအောင်ဆိုလို့ငါသိမ်းထားတယ်နောက်ငါအိမ်ကငွေလာတာနဲ့ငါအဲ့ဒီလူကိုပဲအရွေးခိုင်းလိုက်တာကိုကွာမင်းအတူသက်သာပါစေဆိုတဲ့စေတနာလည်းပါတာပေါ့လေဒီကောင်ကရွေးပြီးလက်မှာဝက်ထားတာနောက်ပြီးဈေးဝယ်သွားတဲ့ကွာအိမ်ရောက်တော့လက်စွပ်ပြောက်လာတာသိတာပေါ့ကွာငါဖြင့်သိတ်ကြနေတာပဲကွာငါမှပေးစရာငွေကလည်းမရှိဘူးတင်သိရဒီကောင်ကိုအယောတောင်းဖို့ကလည်းဒီကောင်ကငမွဲကွာအိုးငါဘယ်လိုလုပ်ရမယ်မသိတော့ဘူးတင်သိန်းသည်မိမိလက်ကိုဆွဲကာမင်းခိုင်းတဲ့ကောင်ကစိတ်ချယုံကြည်ရရဲ့လားမိမိကငါကတော့ယုံလို့ခိုင်းတာပေါ့ကွာတင်သိန်းကမင်းယုံရင်ငါလည်းယုံတာပေါ့ကွာဟုတ်ပြန်ဖြည့်တန်ကလေးသည်အချိန်ဒီဟုသောနံရံကိုဖောက်၍ဘာမြင့်နာတွင်သို့ဝင်လာသည်ဟုထင်လေသည်ဘာမြင့်သည်စားကင်ထားသောလက်နှစ်ဖက်ကိုအောက်ချပြီးအိမ်မူကတ်ကိုစိုက်ကြည့်နေလေ၏အစကြာသည်၎င်းအသေးနှလုံးများကိုမှုန်းပြန်၏ငယ်ချင်းကြီးမင်းငါ့ကိုဘလောက်ယုံယုံမင်းဖေကငါမယုံဘူးတဲ့လားမင်းအဖေကမင်းအဖေမင်းယုံပေမဲ့မင်းအဖေကငါ့ကိုယုံဖို့မရှိဘူးနော်တငယ်ချင်းတင်သိန်းကသာငါ့အပေါ်မှာအထင်မလွဲပါနဲ့နော်မင်းအထင်မလွဲရင်ငါ့ကိုတစ်ကမ္ဘာလုံးကအထင်လွဲသွားတော့လဲငါမကြောက်ဘူးကွာဟုတ်ဘာမြင့်သည်ရေရွက်နေလေနောက်တစ်ပြင်းကြီးချလေရှာအင်ကြီးဖြူဖြူနဲ့ထဲသည်ချမ်းချောခိုင်လှူထားသော
ကျမ်းမာရေးဆေးရုံသို့ရောက်သွားကြလေ၏လောကရကြီးတစ်ခုလုံးမဲမှောင်နေခိုင်ထူရှာအဖြူကလေးများသည်အလံလွန်းသလိုထင်ရှားလွန်းနေ၏ဗားမြင့်နှင့်တင်သိန်းတို့သည်မြစ်ပြင်ပေါ်၌ထိုင်ကြလေ၏ကျမ်းမာရေးယုံအတွင်း၌အင်္ဂလိပ်ကဗျာအထီးအမများသည်ဖုဒ္ဓဘာယုံအကားဖြင့်မြူးနေကြသည်ကိုမြင်ရ၏ဗားမြင့်သည်စိတ်နောက်ကြည့်သဖြင့်ကွာဒါတွေမကြည့်ချင်ဘူးစိတ်ညစ်တယ်ဟုပြောလေရာတင်သိန်းကစိတ်မညစ်ပါနဲ့ကွာမင်းပျော်နေစမ်းမှာဒီလိုဆက်ပြောက်တာမင်းအပြစ်မဟုတ်ပါဘူးဘယ်ဟာမျိုးမဆိုအရင်စစ်ကြည့်ရတယ်ကွာအရင်ကငါမင်းကိုလက်ဆွဲဘသူပေါင်ခိုင်းတယ်လဲငါအပေါင်ခိုင်းနေမင်းငါတောင်မပေါင်ပါနဲ့ပြောသေးတယ်ဒီတော့ပြရတာလဲငါမိုက်လို့ငါကကြမငင်လို့ပါပဲကွာမင်းအပြစ်မဟုတ်ပါဘူးစိတ်ရွှင်နေစမ်းပါဟုပြောပြီးဖုဒ္ဓဘာအကားစီတို့ကြည့်နေ၏ဗာမြင့်ကဒီလိုနဲ့မပြီးသေးဘူးကွာမင်းအဖေကလက်စွပ်ပဲမလဲလို့မေးရင်မင်းဘယ်လိုလုပ်မလဲမင်းကိုအပြစ်တင်ချိန်မောင်းမှာပေါ့ဟုစိုးရင်ကပြန်ဖော်လေ၏ငါကြည့်ပြီးပြောလိုက်မယ်ကွာကိစ္စမရှိဘူးဟုတင်သိန်းကတက်တာလန်းရှာပေ၏ဗာမြင့်သည်ထို့သို့ကောင်းရှာသောအဆွေကြီးတင်သိန်းနှင့်ထိုစဉ်ကလဲချင်းဖက်ကထိုင်းနေကြသောအငွေကိုယခုအခါခန်းစားလေတယောင်ထင်မိလေ၏ခေါမိုးထုတ်ပေါ်၌ကျွတ်တကောင်လျှောက်သွားလေ၏သူသည်ကျွတ်ကိုမြင်ပြီးနောက်စာကိုပြန်ဖတ်လေ၏ငါကိုမင်းလူမိုက်တဲ့မင်းသာယုံပြီးတော့မင်းတငယ်ချင်းဗာမြင့်ထံမှာကျွန်းခံကြီးတဲ့ငါတို့မယုံဘူးတဲ့ငါတို့လက်စွပ်ပြန်ရအောင်တောင်းရမယ်တဲ့ရော်ကြီးတောင်းမတဲ့ငါကမဖြစ်နိုင်ဘူးဆိုတော့ငါကိုချိန်လုံးကြီးနဲ့ရိုက်တယ်ကွာစူလျင်ပင်အေးစစ်စစ်နှင့်တွေးနေသောတင်သိန်းအားဝဝအဖိုးကြီးကကျင်းစာကျွေးနေသည်ကိုဗာမြင်သည်တွေးမြင်နေမိလေ၏ငါကိုဒီလိုရိုက်ပေမဲ့ငါကတောင်းမပေးဘူးသာပြောနေတာပဲမဖြစ်နိုင်ဘူးလို့ဘူးခံနေတာပဲတို့ပေမဲ့သူကလေအကြံကောင်းရသွားတယ်မင်းတောင်းပေးရင်ပေးမပေးရင်ဗာမြင့်စီကိုဂတိပြမှုနဲ့နှုတ်တက်ပေးရမှာတဲ့သူမှာရှိနေအမျိုးတယောက်ရှိတယ်ကွာသူ့ကိုအားကိုးဖို့ကွာပြီးတော့ဂတိပြမှုနဲ့တရားစွဲမတဲ့ကွာဒီတော့ငါမတတ်နိုင်တော့ဘူးငါအဖေကစောသမားကြီးတကယ်တရားစွဲမှာအမှုနိုင်တာရှုံးတာအပါထားမင်းအရှိကွဲမှာငါစိုးတယ်မင်းစာရိတ်တာကိုထိခိုက်မှာစိုးတယ်ဒီတော့လေငါတောင်းပေးမယ်လို့အာမခံလိုက်ရတာပေါ့ကွာငွေရသမျှရှာပြီးတော့ရော်ကြီးပို့ပေးလိုက်ပါနော်ငါကလည်းရှာပြီးမင်းစီကအပုလုပ်ပြီးပေးမယ်ဟုတ်ပြီလားဟူသောစကားရှိသူဆက်လက်မဖမ်းနိုင်တော့ပြီဗာမြင့်သည်ရင်စုလာလေ၏လက်သည်အလိုလိုနေရင်လွဲသွားလေသည်အလိုလိုနေရင်လဲသွားလေသည်အော်တင်သိန်းကောင်းရှာပါပဲရဲ့နော်မင်းတငယ်ချင်းကြီးနာမည်ပြမှာစိုးသလားမင်းတငယ်ချင်းကြီးအဆက်ကွဲမှာစိုးသလားယင်ဟုမေးရင်ဗာမြင့်မျက်လုံးများသည်ဆူရွှဲလာလေ၏ဆူတရွေ့လာပြီးဝမ်းနည်းစွာရှိုက်လေ၏ဗာမြင့်သည်73နှစ်သားကစား၍ယခုတိုင်တခါမှမငိုဘူးသေးအရွယ်ရောက်မှမျက်ရည်ပေါက်ကြခြင်းကဤသည်ပင်ပထမအကြိမ်တည်းဗာမြင့်သည်ငွေပေးနိုင်ဖို့လမ်းစားရှာလေ၏ရှာ၍မတွေ့၍ရှာပြန်၏ဤအချိန်ဤအခါကြီးမှာဤလိုလှန်ဆိုင်ခြင်းမှာဓမ္မတာပင်ဖြစ်တော့၏ဗာမြင့်သည်အခြားအခါများမှမူမိဘနှင့်ကြည်၍သာမိဘက
ဘလူပင်မွဲမွဲလက်စစ်ရောချင်းငွေ150ကျပ်လိုက်ကိုရှာပေးနိုင်၏ယခုမူမိဘများနှင့်မကြည်မသာကြထိုနေ့မတိုင်ခင်တရက်ကဘာမြင့်အတွေ့မိခင်ကြီးငိုရ၏ဘိုးအေကြီးငိုရ၏ထိုနေ့မတိုင်မီတရက်ကလာပြီးဖြစ်၏ည9 နာရီလောက်တွင်ဘာမြင့်သည်လာရောင်အောက်တွင်ပလက်ကလက်ထိုင်နှင့်ညဤသားရခြင်းကိုခံစားနေ၏ရှာဘူးသောပါဠိကာထာအ내ဒိဗ္ဗေများကိုအတန်ထွက်ရွတ်ဆိုလျက်ကြည်နူးနေသေး၏၎င်းဤဘိုးအေသည်အပြီးအမြန်ရောက်လာပြီးဟေ့ဘာမြင့်မြို့အုပ်မင်းကခေါ်နေတယ်သူ့အိမ်လာခဲ့ရမလဲဟုမတက်တာသောလေတံဖြင့်ပြောလေ၏ဘာမြင့်သည်မြို့အုပ်ဆိုသောစကားကြားလျင်မြို့အစေခံတွေကဘာများပြောချင်သေးတဲ့လဲဟုစိတ်ထဲတွင်မေး၏ပါဠိကာထာကိုဆက်လျက်ရွတ်နေပြန်၏အဖိုးကြီးသည်ဆောင်းတွင်း၌မီးလုံမီဆဲဆဲလေဤအတိုက်ခံရတဲ့ကဲ့သို့သူကအရေးတကြီးအလိုရှိသလောက်ဘာမြင်ခအေးတီတီလုံနေသည့်အတွေ့မခံကြည့်မခံသာရှိနေ၏ကြီးကောင်းကြီးကမှာမင်းတို့အတွေ့ဘူးပင်မရှိပါရစေနဲ့လို့ပြောလျက်နဲ့ခုရာဇဝဲအိုဒုံနဲ့ထိုးခဲ့ပြီမင်းတို့လူမိုက်ကလေးတွေမင်းဘေးမကြောက်ဘာမကြောက်ကြည့်ပါဗျာမင်းကိုအားခံလို့ဟုမြည်တွင်တောက်တီးနေသဖြင့်ဘာမြင်သည်စက္ကနေထပြီးကဲသွားမယ်ဟုပြောလေ၏မြို့အုပ်ကဘာမြင်သည်တိုင်းရေးပြည်ရန်ကုန်၌လုံနေကြောင်းအစိုးရကိုအလွန်အကျူးအပြစ်ပြောစူပူသူဖြစ်နေကြောင်းဘာမြင်မှာအရင်ကနာမည်ဘာမြင့်ဖြစ်တော့လဲယခုသခင်ဘာမြင့်ဖြစ်ပြီးဖြစ်ကြောင်းယခုဘာမြင့်အားအရေးယူရမည့်အကြောင်းဘာမြင့်အဖေမှာအစိုးရအမှုတန်းဖြစ်နေ၍ဘာမြင့်နောက်ထပ်စုဘူးက၎င်းအားအလုံးမထွက်ရအောင်အထက်အစိုးရမင်းများကစီမံမိဖြစ်ကြောင်းနောင်ဝန်သားနုအလုပ်ကိုမလုပ်စေလိုကြောင်းမိမိလည်းမြန်မာဖြစ်ကြောင်းမျိုးချစ်စိတ်ရှိကြောင်းသို့သောခက်ကအင်္ဂလိပ်ခက်ဖြစ်နေ၍အာမတူးဝင်ကြောင်းပြောပြလေ၏ဘာမြင်သည်ပြန်လာလေ၏အိမ်ရောက်လျင်မိခင်ကထိုင်ဆောင်နေ၏ဘာမြင်ဘာဖြစ်လို့မျိုးအုပ်မင်းကခေါ်တာလဲကွယ်ဟုမေး၏ဘာမြင်ကဟာအလကားပါဗျာအရေးတကြီးလုပ်ပြီးပြောနေတာဘာမှပူစရာမရှိပါဘူးဟုပြော၏အဖိုးအိုသည်မိမိသမီးအားတူတူတိတ်တိတ်ရှင်းလင်းပြောလေသည်ဘာမြင်၏မိခင်ကြီးသည်လည်းငိုလေ၏ဘာမြင်ရဲ့မင်းမဒီအလုပ်လုပ်ပေတယ်မင်းမိုက်လာချေကလားမင်းအစိုးရကိုဒီလိုလုပ်ရင်မင်းတင်လာတဲ့ပြင်းများတွေဘာအတုံးကြအောင်တော့မှလဲကွယ်မင်းအစိုးရလှုပ်ချင်လို့ပြင်းများသိနေမဟုတ်လားမင်းကိုအစိုးရကမုန်းရင်မင်းဘယ်လိုလုပ်ပြီးအလုပ်ရတော့မှလဲကွယ်တို့မှပစ္စည်းဥစ္စာကျွဲဝရင်တော့ဟုတ်ပါရဲ့အခုတို့မှလည်းဒီအစိုးရစီကရမှစားရတယ်မင်းမို့လို့လုံရက်ပေးကွယ်ခုပြောပြီးစီးကြလာသောမြည်ရည်ကိုတုပ်လေ၏ဘာမြင်သည်ဝမ်းထဲ၌လှိုက်နှင့်ဆုလာလေ၏ငါသားရဲ့ဒီအလုပ်မျိုးဆိုတာကိုဝမ်းဖူလုံမှလုပ်ဖို့မဟုတ်လားကွယ်အခုတော့မင်းဒီဝန်သားနုအလုပ်လုပ်ရင်မင်းအဖေအလုပ်ပြုတ်မယ်တို့လည်းငါယုံပေါ့ပစ္စည်းရှိရင်လေငါသားလှုပ်ချင်တယ်လို့လုပ်ပါဟုပြောရင်ဖြင့်ဘာမြင်သည်တွေးနေလေ၏ငှက်ပြောရွက်ချာမှချောင်းကြည့်သောလာမင်းကြီးကိုကြည့်ပြီးအဖြေတောင်းနေ၏ဘိုးအေကြီးကကဲနီးတစ်ခုရှိတယ်မင်းသခင်သင်ကထွက်ပါတယ်လို့အရေးပိုင်သည်လျှောက်လွှာတင်လိုက်
ပြီးတော့သတင်းသားတွေကြော်ညာရမယ်ဓမ္မဟန်ကြမယ်ဘိုးအေကြီးကအကြံပေးသည်တွင်ဗာမြင်သည်အတော်တော်သာထွက်သွားလေ၏အိုးအဘိုးကလည်းကျွန်တော်သတင်းသားတွေကကြော်ညာမဲ့အစားအရေးပိုင်သည်စာရေးမဲ့အစားကျွန်တော်ကိုတတ်သိလိုက်မယ်မရေးဘူးဗျာဟုပြောပြီးခြေကိုစောင်းလိုက်လေ၏အဖိုးကြီးလည်းငိုလေ၏အိုးအဖေကလည်းမဟုတ်တာသတင်းစာတွေဘာတွေတဲကနေပြီးကြော်ညာရင်ဖြင့်ဘာမျက်နာမည်ပြတ်သွားမှာပေါ့ကဲငါသားအသင်းထဲကသာထွက်ထားပါအောင်ကွယ်အမေကိုဒီတခုတည်းကဂတိပေးပါကျွန်တော်ကြည့်ပြီးလုပ်ပါမယ်အမေရဲ့ဟုပြောပြီးပက်လက်လှန်၍စဉ်းစားနေပြန်၏ငပြောပဲ့ကြီးများနှင့်အတူဘာမြင့်ဤစိတ်နှလုံးသည်လှုပ်ရှားနေလေ၏ထို့ကြောင့်ငွေ150ကျပ်တောင်းဖို့မဆိုထားပြီးဒီလက်ဆွဲအရှုပ်အထွေးကိုပင်ဖို့မပြောဝင်လာအောင်အခြေအနေသို့ရောက်နေလေပြီမွေပူရာကင်းမောက်တကဲ့သို့ရှိတော်မူဘာမြင်သည်ဖျောင်းနိုင်တိုင်းအသစ်ထွင်၏စဉ်းစားပြန်၏ဘယ်နည်းနဲ့မှထိုအရှုပ်ထွေးအခမ်းမှအပြစ်မထွက်နိုင်တဲ့အောင်များစာတစောင်ကိုဆွဲဖတ်၏ထိုစာမှာရွှေဘုံမှသခင်ခေါင်းဆောင်ကြီးတဦးထံကရေးလိုက်သောစာဖြစ်လေ၏ငါတို့တွင်ငွေလိုသည်မဟုတ်ငွေစုသည်မှာသင့်မဲ့ပစ္စည်းဝတ္ထုဖြစ်၏လူစန္ဒာလူစိတ်ဖြင့်ပေါ်ပေါက်လာရ၏ငါတို့လိုနေသည်မှာလူဖြစ်သည်လူမှလည်းများမလိုနဲနှင့်ဇွဲကောင်းသောမျိုးချစ်များလူသည်မင်းတို့ဉာဏ်ရှိသူရိုးသူမျိုးချစ်စိတ်ရှိသူတတ္တိရှိသူဇွဲကောင်းသူမျိုးအလိုရှိ၏မင်းမပါလျင်မပြီးသလောက်တို့မှာအလုသမားရှားနေ၏တို့သည်မှာလှုပ်เสียတွေများသည်တို့ညီမပြီးလွတ်လပ်ရေးအတွက်ဆောင်ရွက်ရာတွင်တို့အသက်ဆွန့်ကြရတော့မည်တို့နှင့်လာ၍အတူဆောင်ရွက်ပါလော့မင်းကိုတို့ကခေါ်နေသည်မဟုတ်တို့မြမပြည်ကြီးကခေါ်နေလေပြီစာကိုဖတ်ရင်သွေးကြွလာပြန်၏မကြာမီက၎င်း၏အသေးနှလုံးတွင်တောင်းချနေသောသဘုံများသည်ထွက်ပြီးရှောင်တိန်ကြကုန်၏ဘာမြင်သည်ရွှေဘုံမျိုးစီမှအလောင်းဖျားသည်နတ်ပြည်ဆံရမှပြန်လာပြီးလက်ရ၍ခေါ်နေသည်ကိုမြင်ရောင်သူသည်ယခုညတွင်ချင်းထား၍သွားလို၏တို့အခါမကြာမီကအရှုပ်အထွေးများပြည်ပြကုန်၏ငါရွှေဘိုလိုက်သွားမယ်ငါအဖေအမေစိတ်ပူရရင်ခဏပေါ့ရွှေဘိုလိုက်သွားရင်တင်းသိန်းအဖေကြီးလဲငါကိုတရားစွဲနိုင်တော့မှာမဟုတ်ဘူးငါအဖေကတစ်ဖက်ကခေါ်ငါတို့ညီမပြည်ကြီးကတစ်ဖက်ကခေါ်ငါအမိညီမပြည်ခေါ်ရကုန်ငါလိုက်မယ်အိန္ဒိယပြည်ကဂျာတင်တာဓာတ်တို့လိုလုံးမဖြစ်မယ်ဟုဆုံးဖြတ်၏ဘာမြင်သည်အဆွဲတကြွကြွနှင့်ထိုးတော်မြင့်စင်ကဲ့သို့တကိုယ်လုံးလှုပ်ရွာဖြစ်လာလေသည်အလိုလိုမြူးလာလေ၏မိခင်ကြီးအတွေ့နာနဲ့ဖတ်ရန်စာတစောင်ရေးနေလေ၏ထိုအခါမိခင်ကြီးသည်အိယာမှနိုး၏ဘာမြင့်အိယာမှမိခွက်ကိုမြင်လျင်မောင်မြင့်ဘာလို့မအိပ်သေးပါလိမ့်မလဲဟုမြည်တမ်းပြီးအိယာမှထလာလေ၏မောင်မြင့်ရေဘာလို့မအိပ်သေးသလဲဟုမေးလိုက်၏ဘာမြင့်သည်တုံသွားလေ၏ခိုးထုတ်ခိုးထဲနှင့်မိနေသောသူကဲ့သို့အနေခက်၏ငါသာဘာဖြစ်သလဲကြဘိုးကြိုက်လို့လားမကြိုက်ပါဘူးအမေရဲ့နို့ဘာဖြစ်သလဲညောင်းလို့မအိပ်သေးတာလားညောင်းရင်အမေနင်းပေးမယ်လေဟုသာအနီးသို့လာလေ၏ဘာမြင်သည်ရေးနေသောစာကိုဖွက်ပြီးမိခင်ကိုကြည့်၍မညောင်းပါဘူးအမေရဲ့ကျွန်တော်စာဖတ်နေတယ်အိုးညင်းတဲ့တကောင်စာမဖတ်နဲ့လေညစီဥပါပေးနေမှဖြင့်ခွဲကဲသားအမေနင်းပေးမယ်နေပါစေအမေရဲ့မဟုတ်ပါဘူးငါသားမြောင်းနေလေအိတ်မပြောတာကဲဟုပြောကဘာမြင့်ကိုနင်းလေ၏
မိခင်ဤကျင်နာခြင်းတိဟုသောရည်သည်ဘာမြင့်ဤမိကိုညှိမ့်တတ်လိုက်သဖြင့်ဘာမြင့်သည်မိခင်ကြီးနင်းသည်ကိုခံနေ၏နောက်မိခင်ကြီးသည်ဘာမြင့်အားဒူးပေါ်တင်၍ခါချိုးပေးလေ၏မိခင်ကြီး၏ရင်ငွေ့သည်ဘာမြင့်အားအသက်20နှစ်မျှငယ်သွားစေ၏ဘာမြင့်သည်မိမိကိုယ်ကိုကလေးဟုထင်မှတ်လာလေ၏မိခင်၏နှွေးသောချမ်းမြေ့သောကိုယ်ငွေ့သည်ရခင်ကထိုးတော်မြစ်စင်နှင့်တူသောဘာမြင့်အားလက်တမွေသောယုံတငယ်ဘဝသို့ရောက်သွားစေ၏မိခင်ကြီးသည်အိယာသို့ဝင်သွား၏ဘာမြင့်သည်မိငိမ့်၍အိယံကြိုးစား၏မျက်ရည်အပြိုင်ပြိုင်ဆင်းကြလာလေ၏ဘာလို့ရမည်ကိုမတွေးထားနိုင်လာအောင်ရှိလေ၏ထိုင်၍ဖျားရှိခိုး၏အရှင်ဖျားတပည့်တော်သည်တိုင်းကျိုးပြည်ကျိုးအတွေ့အသက်ဆွ၍ဆောင်ရွက်လိုပါ၏ဤကျင်နာတနာသောမိခင်ကြီးအားလည်းကျေးဇူးဆက်လိုပါ၏ခုနေခါတိုင်းရေးပြည်ရေးဝန်သာနုအလုပ်ကိုလုပ်ကမိခင်ကြီးရင်ကွဲမီမုတ်ချပါဗျာတပည့်တော်အားတနာသဖြင့်မိခင်ကြီးကို၎င်းအမိညမပြည်ကြီးအား၎င်းလှုပ်ကြွေးနိုင်အောင်ဆောင်မတော်မူပါဗျာဥစုတောင်းဤဘာမြင့်သည်တတိယအကြိမ်မျက်ရည်စီးကြပြန်၏အိမ်မျက်မှောက်ပေါင်းမှဝင်းလည်နေသောလာရောင်သည်ဘာမြင့်ဤမျက်နှာပေါ်တွင်ဖြန့်ကျနေလေ၏ဖြူဝင်းသောမျက်နှာနှင့်တောက်ပသောမျက်ရည်ကိုမှောင်သောအခန်းတွင်၌မြင်ရပေ၏ဘာမြင့်သည်သူဤစုတောင်းပြေးဝမိအချိန်တောင်းတငန့်မြူ၏ထိုအချိန်သို့ရောက်အောင်လဲကြိုးစားဆဲပင်သိန်းတွေနွယ်အိုးဝေမဂဇင်းအတွဲ9အမှတ်1ဇန်နဝါရီလ1936ဆရာသိန်းဖေမြင့်ဝတ္ထုတော်ပေါင်းကျုပ်စာအုံးမှာအချိန်ပေးပြီးကလစ်ပေးခဲ့ကြတဲ့ကလစ်ကာများအားလုံးကိုကျေးဇူးများတင်ပါတယ်ခင်ဗျာကလစ်ကာများအားလုံးပဲဘေးကင်းကြမှာကြပါစေ